အားလုံးမင်္ဂလာပါရှင်ဒီနေ့ပေးရလေးမှာဖြူအမနဲ့ဖြူကောင်လေးကအလဲရောက်လာတဲ့အတွက်ဖြူနှမရှိရဲ့တောင်ပေါ်အကစားကွင်းတွေကိုအလဲလိုက်ဖို့ဖြစ်ခဲ့ပါတယ်ရှင်ဒါတော့ကျမတို့ရဲ့ဆောင်းကနေစပြီးတွေ့ရှိလာပါပြီပေါ့နော်လမ်းမှာတော့ဘူးမှမရှိတော့ဘူးဆင်းနေပါတယ်ဖြူလိုမျိုးတောက်တက်ရတာဝါသနာပါပြီးတော့တောင်အမီနဲ့မတက်နိုင်ဘူးတောင်တက်တဲ့ဖီလီမျိုးကိုလည်းလိုချင်နေဆိုရင်တော့ဖြူဖိမရှိရဲ့ဒီတောင်ပေါ်လေးကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင်တဲ့အချိန်မှာတိထားမျိုးတက်ခဲ့ရတယ်ပေါ့နော်မနေ့တော့မိုးရီရန်ရထားတဲ့အတွက်တာမောဟိုဘက်ကတက်ချင်တယ်တဲ့ဘက်ကမတက်ချင်ဆိုပြီးလိုက်ရွေးနေရပေါ့နော်ခုဒီကိုလက်တက်နိုင်တာလည်းမဟုတ်ဘူးတဲ့ရှေ့ရဖွဲ့တော့ပြူးများဖွဲ့ပေါ့နော်ဒီတောင်လေးကိုတက်ရတာတော့တကယ်တောင်ကြီးကိုတက်နေရတဲ့ခက်သားချက်လေးတော့ရခဲ့တယ်ပေါ့နော်တောင်မတောင်မရောက်သေးမောရဲဆိုပြီးညီနေပါတယ်လို့ကျွန်မပြီးတော့ကျမတို့ဖွဲ့မြစ်တွေလိုက်ချိုးခဲ့ရပေါ့နော်မြစ်ကတော့တစ်ချောင်းမရခဲ့ပါနဲ့တောင်မရောက်ပါပြီရှင်နောက်ဆုံးတော့တောင်မတို့ရောက်ခဲ့ပါပြီရှင်တောင်မမှာတော့ဘာမှထူးရရှိမရှိနေပါဘူးเนาะအကစားလုပ်တဲ့လီကျင်ကလုပ်တဲ့ဟာတွေပဲရှိပါတယ်เนาะလီကျင်ကလုပ်နေရဲ့အပိုးဖိုင်လည်းတွေ့ရပါတယ်လို့သူခေတ်ကြောင့်ဆက်ကြတဲ့ဒီနေ့ချိန်မှာပေါ့နော်ဖြူရိတ်လုပ်ငန်းခွင်မှာမိသားစုပိုင်းရေးဖြစ်စေရတဲ့ပြုစုမှုတွေကိုပိတ်လောက်ထားတတ်ကြတယ်ပေါ့နော်တခါတလေစဉ်းစားမိတာကကိုယ့်ရဲ့ပြုစုမှုတွေကိုပိတ်လောင်ပြီးကြိုးစားမှုရလကပါလေစိတ်ပင်ပန်းမှုတွေစိတ်ငြိမ်နေစရာတွေပဲလေအဲ့ဒါကြောင့်ကိုယ့်ရဲ့ပြုစုမှုတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါပြီးရင်ကိုယ့်ရဲ့ပြုစုစေတဲ့သူတွေနဲ့တူတူဖြတ်တန်းမှာခိခိထပ်ပါဝိသီဖြစ်စေနီးသည်ဖြစ်စေကိုယ့်စိတ်ကိုအစိတဲ့ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးဆောင်မှာပြီးရင်ပန်ဝန်းကျင်အရေးအောက်ကနေပြီးရုပ်ထွက်နိုင်အောင်ကြိုးစားကြပါလို့ပြတိုက်တွန်းလိုက်ရှင်အဖြူတို့တွေကတော့ဒီစင်ကမလုပ်ဖက်နဲ့အခုလိုဆော့ပြီးတော့ပဲပြန်လာခဲ့ပါတယ်ခုနေရာလေးကတော့တိတ်ဆိတ်ဆိတ်အေးကြမ်းကြမ်းလေးနဲ့နေတော့ကောင်းတဲ့နေရာလေးပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်အပန်းဖြစ်သဘောမျိုးနဲ့ဒါမဲ့ဆိုရင်ရှင်းပြရပါတော့ဖြူကတော့ဖြူမှန်နဲ့ထူလာခဲ့ပါတယ်ရှင့်နောက်များလည်းခေးရဲ့တွေ့တွေ့ထက်ချင်ပါသေးရဲ့နော်ဗီဒီယိုလေးရောအမတ်တရအနေနဲ့ရိုက်ဖြစ်ခဲ့ရပါတော့အဖိုးအဖွားတွေလက်ကျင်လုံးနေတဲ့အချိန်မှာသူတို့ခွဲရတော့ဖုန်ကြည့်မောစာတော်ဆော့နေကြပါရဲ့ပေါ့နော်နောက်တော့မဲ့ဘိုင်းမဲ့မှာဒီနေ့ဗီဒီယိုလေးတော့ပါပဲရှင်းအတန်နာနေကိုအတန်လေးကိုနည်းနည်းသိခဲ့ပြီးနားထောင်ပေးကြပါပေါ့နော်ပြီးတော့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံချင်သေးပါရှင်းအားပေးကြပါအောင်ရှင်း